ကျွန်တော်လိုမျိုးငါးကောင်ကြားတဲ့ပြေးဝင်ရကြတဲ့လူတွေအတွက်ကတော့ဒီဟီးရိုးကလုံးဝအသက်ပဲဗျ Armed and dangerous အားလီဂိမ်းမှာတော့စော့နေကြတဲ့အတိုင်းပဲကျွန်တော်ဆရာနွားကိုသွားကူပေးရပေါ့နော်အပေါ်လိမ့်မှာအဲ့လိုပဲဟိုဘက်က Mage Team Batsman တွေကို Clash ထဲမှာထုတ်လို့ရှိလို့ရှိရင် support ကင်နိုင်ဆိုလို့ရှိရင်သွားသာကူပေးလိုက် Clash လိမ့်တာကိုသွားမကူပေးလို့ပေါ့နော် Clash နေတာတစ်ဖက်ဖို့သေးပြီးတော့တပွဲလုံးဘာမှလုပ်မရတော့ Clash လိမ့်တာကိုလည်းကူပေးဆိုတော့ခဏလောက်တော့ mid ကိုဆင်းကြတာပေါ့နော်အဲ့မှာပြဿနာစတက်တာပဲ mid လိမ့်တာအဆင်မပြေနေဘူးဆိုတာကြိုးစီတော့ space လေးကိုကြိုးသွင်းလိုက်တယ်ဆိုတော့အဲ့မှာဟောပြတ်သွားပြီ teleport ကမတက်နိုင်ဘူးလမ်းလျှောက်ပြီးပဲဆင်းကြတာပေါ့ mid ကိုလည်းရောက်ပြီဆိုတော့ jungle လေးကိုတွက်ကူမယ်ဆိုပြီးတော့ကျွန်တော်ဆင်းသွားတဲ့အချိန်မှာဟောတေသွားပြီချိန်ငါလို့ဝိုင်းရိုင်မသေးဘူးဆိုတာသိပေမဲ့လည်းအတက်ကိုဖတ်နေထုတ်ပြီးပြန်ပြေးရတာပေါ့နော်ဒါပေမဲ့ဆရာသမားတွေကဇွဲမလျှော့ဘူးလိုက်ရိုက်တယ်ဟာ flash ကြီးပေးပြီးတော့ကာလာနဂါရဲ့လိုက်ရိုက်တာဟာ what the fuck ပြေးဟေးမေးပြေးအရှိရလာဘူးမာပေးတာတယ်အဲ့လိုပဲ HQ ရဲ့ logic ကလောဘကြီးလို့မျိုးလောဘကြီးပြီး light ဆိုင်လို့ရှိရင်အမှတက်တနာတက်ပြီးတွေ့တာအမှအဲ့မှာ Elsa ရေခဲအရိုက်အနှမ်းနေမိပြီးအဲ့လိုပဲလောဘတားကောင်ဖြစ်လို့ရှိရင်ခံရစမြဲပဲအခုမှဘဲကိုပြေးရလဲပြန်လာခဲ့သန်းလာပြီငါလာဘူးလာပြီကွာအဲ့မှာ Elsa ရေခဲရဲ့အနှမ်းနေတယ်အမှဆရာနွားလဲလာပြီအမှဆရာနွားလိုက်ရိုက်ပြီကြည့်လိုက်အမှအဲ့တို့တရင်ကြီးရထားတယ်မပြေးနဲ့မပြေးတာ not bad တွေနော် not bad တွေနဲ့ကွာကိုက recall AC corner ဟိုဘက်က DO ချန်လိုက်ရိုက်တယ်အမလေးကဲကြပါအောင်ကဲမေးကဲအောင်ဟာဒီကာလာနဂါတမျိုးအမလေးလောက်ကြပါအမလေး flash အမလေးတော်သေးရလွတ်သွားတယ်သွေးဖိန်ကလေးနဲ့အင်ခဏပြန်အောင်မယ်စပိုးကအခုမှထွက်လာပါတယ်ဆိုမှတို့ကဘတ်တယ်ဆိုင်နာမပြီးတော့ဘူးတော်သေးတာဗောအဆာရေခဲရဲ့အနန်းလေးနဲ့အဆင်ပြေသွားလို့ကဲဆိုင်လို့ရပြီနော်ငါတို့ဘက်ကကြံကမင်းကဘာလဲလို့လဲမင်းကဘာလဲလို့လဲငါကလာပူတယ်ကွာအားလွဲတယ်ဗျာအရှက်ပြေလေးအောက်ဆင်းနေချင်မှာဟိုမှာကာလာနဂါလေးရော့ဒါစာအားမထိပြန်ဘူးဂျိုးနဲ့ခွေးလိုက်ပဲမလဲဂျိုးကနှစ်ကောင်အထိပဲမလဲအဲ့ဒီမရိုက်တဲ့အချိန်မှာအမလေးအမလွဲသွားတာတစ်ကောင်နဲ့ထိတယ်ကာလာနကမင်းမပြေးနဲ့ငါမင်းကိုရိုက်မှာမင်းကိုဒီနေ့ရိုက်မှာအားပြေးသွားတယ်ကွာမင်းကိုမရလဲမင်းတို့မစ်ကစောင်းမဲ့တော့လိုက်ရိုက်အားလွဲပြန်နေဗျာများလိုက်တဲ့ not bad တွေကန်ကောင်းကျင်တော့ Elsa ရဲ့ရေခဲရဲ့အနန်းလေးတွေအဆင်ပြေသွားတာပေါ့နော်အေးမစမလာဟိုမှာကာလာနကလေးအားလွဲတယ်ဗျာမစမလိုက်ပြီငါဟဲ့လာပူလူနှကောင်မိပေမဲ့လဲမစမနဲ့ communication နဲ့လွဲသွားတာဆိုတော့လေအဲ့လိုပဲပတ်လိုက်ရတာပေါ့နော်လာရေခဲတော့လာဒီတစ်ခါတော့ communication အလွဲမခံကိုရောက်အောင်ရိုက်ကြမယ်နော်ဟာဟိုဘက်ကလာပူကြီးဝင်လာပြီဒါပေမဲ့လည်းအသက်ရှည်မသွားခဲ့ပါဘူးပေါ့နော်ငကားမသားရဲ့ damage ကလည်းနာလိုက်တာရေခဲတော့အကိုသွေးနေပြီတိလားအကိုသွေးအရန်နေနေပြီတိလားညီလေးအကိုရန်သွေးနေနေပြီအကိုခဏအိမ်ပြန်လိုက်အောင်မညီလေးနော်အကိုခဏလေးအိမ်ပြန်လိုက်မယ်နော်ညီရတယ်မလားခဏလေးပါပဲမကြပါဘူး10စက္ကန့်လောက်ဆိုပြန်အောင်လာမလေးသိရမလားခဏလေးပဲညီလေးနော်သွေးပြေမှပြန်ဆိုင်လို့ရှိရင်လေးပို့အဆင်ပြေတယ်တိလားညီခဏလေးပဲနော်ညီလေးနော်လိုက်လုတ်တယ်ကာလာနဂါးလေးကတော့အမလေးလုတ်ကြငါဟဲလာဖို့တေသွားပြီကာလာနဂါးလေးအဒီမေးဖွင့်ပြီးပြန်ပြေးတယ်အမလေးတော့ဒီလိုပဲ support ရဲ့ဘဝ fans ရမလို့ဆိုရင်တခါကြောက်ရှင် mastermind creep လေးတွေအဲ့လိုပဲကြိတ်ပြီးတော့စားရတာပေါ့နော်နေစမ်းမအောင်ဒီချန်က support ကိုလက်ရိုက်ပြီးဘာလို့မလို့တော့ဟာဒီမှာသွေးဆုပ်ပုတ်ကောင်ကြီးလိုက်ဆုပ်နေသေးတယ်ဟိုနားမှာဘာတွေပြဿနာတက်နေလဲငါဟဲ့လာပူတကောင်ထိတယ်လွဲတယ်ဗျာအေးဟုတ်တယ်ဆရာမအကွက်တွေပြလိုက်တော့ဆရာနော်အရှိမကူလုံးလို့ပြီးတော့ကျွန်တော်နောက်မှာရောင်းတောင်းလိုက်လုံနေတာအဲ့ support ကြီးကဟိုနေအဲ့သွေးဆုပ်ပုတ်ကောင်ကြီးကိုရိုက်ဘုကဒီကိုချမ်းဘာလုပ်နေရလဲဘာတွေလုပ်နေတာလဲဟိုမှာရေခဲတုံးဂျားညက်နေပြီရေခဲတုံးဂျားညာပြတ်သွားပြီကွာရှုပ်တယ်စပုတ်ကံပြီးရောင်းနေတော့ငါပဲလာပူအေးဟုတ်တယ်ဆရာနော်တဲ့ဟေးအေးကဲဆရာနော်တေးတော့မယ်ဆရာနော်ကိုကာပြီးလိုက်ဟုတ်ချင်တာအဲ့ဒါစပူးနဲ့ clash လိန်နာဆိုအဲ့လိုကိုင်းကျူးမီကျွန်းကိုင်းမီမယ်ဆရာနော်ဒီယူလာခဲ့ဒီမှာစောင်းမေတော်လေးရွာနေလိုက်ရိုက်အဲ့စောင်းမေတော်ရိုက်လာပူတဲ့ဟေးအားလွဲတယ်စောင်းမေတော်ကအဲ့လိုပဲတွေးစောက်တက်တာရမ်းကျန်းတာပဲဒါပေမဲ့လည်းဆရာနော် triple kill ကိုတော့ကျွန်တော်ကောက်စားခဲ့တာပေါ့နော်ဒီသွေးဖုတ်ဆုပ်ကောင်ရဲ့လာပြန်ပြီလာပူးတယ်ဟေးထိတယ်ဗျာတကောင်နဲ့ဆိုတော့ထိတာပေါ့နော်လာရေခဲတို့ဒီကိုလာခဲ့လာကာလာနကလေးပြေးတာဖဏတောင်မပါဘူးမြန်းတာအဲ့လိုပဲရှမ်းရမ်းမီတာဝါရဲ့ပြေးဝင်တယ်ခရီးတကောင်မပါမလာတော့တာဝါ damage က စိတ်နေရောအမစတန်နေလောက်ကြအောင်ကဲကြပါအောင်ရှင်ကျွန်တော်သေတော့မယ်လွတ်လာတယ်သေတာပဲဗျာအဲ့လိုပဲပွဲထဲမှာရှမ်းရမ်းလို့ရှိရင်အသက်ကိုပေးဆက်ရတာပဲညီကိုတို့လာဘူးဖမ်းပေးမယ်လာဘူးရဲဟေးလွဲတယ်ဗျာအရှင်ထဲမှာ reaction ရှိရဆိုအဲ့မှာတက်သေးပဲလာဘူးလဲစပယ်လဲဟိုဘက်ကတွေးဆုပ်ဖို့ကောင်လိုက်ရတော့တာပဲအစားအောင်အေးဂျန်ငယ်ပြေစတန်မိနဲ့ကဲရလာဘူးကာရမယ်ကာပေးရမယ်ရိုးကြီးနဲ့တက်ခွေပေးမယ်အတိတ်ကမရှိတော့အရှက်ပြေတယ်အဲ့တော့မသိမြတ်လေလမ်းလျှောက်ပြီးပြန်ဆုတ်လာတာပေါ့နော်အေးဂျန်ငယ်ဝင်ဝဲဟဲ့တိုင်းတို့ကဲပေးလာဘူးရဲဟေးတကောင်ထိတာတယ်အမလေးများလိုက်တဲ့စီစီတွေခံလိုက်ရတာတော်သေးတာဗောဆာရေခဲရဲ့အနန်းလေးကကဲသွားလို့အေးဟုတ်တယ်တိုင်းလဲအဲ့ကောင်မသိတာလာတိုင်းတို့ဒီတာဝါရလို့ရှိရင်ငါတို့ဘွားကြီးတာယာချမ်းမြေပဲဟာသုံးကောင်စတန်းလာမိနေဒုက္ခပါပဲဒီစောင်းမယ်တော့နေတော့ဟိုမှာရေခဲတို့ဝိုင်းအိမ်နေပြီလာပူးတယ်ဟေးစပုတ်ကြီးသွားထိတယ်အမလေးလောက်ကြပါသွေးနေတယ်လို့ပြေးကြအောင်လို့ oh my god တေသွားပြီကိုကသာတေတာအားလီမှာတွားကူပေးတာနဲ့နွားပြန်ကြီးကဝင်တီးလဲတော့ဗဒယ်ကိုလည်းနိုင်သွားခဲ့တာဗောနော်အေးညီကိုတို့ပြေအမတွဲဆိုးဖို့ကောင်ကြီးလိုက်ဆောက်နေပြီပြေးကြ oh my god
oh my god အဲ့မှာနွားပြိန်ကြီးကတကွက်ထပ်ပြသွားတယ်ယုံကြည်အားကိုးရတဲ့ clash နေတာဆိုတာအဲ့လိုပဲဖြစ်နေရမှာလीနော်နေပေါင်းဒီချန်က vision မရှိပါမရှိနေ overload တွေပါလုံနေပါလားနင်းတွက်စစ်ကြည့်လိုက်မဟာကာလာနဂါးလေးဩလွဲတယ်ဒီနားလေးမှာကာလာနဂါးလေးကို6ပေးထားတာဆိုတော့ဒီ overload တော့အေးဆေးရသွားတာပေါ့နော် AMM မှာဒီယိုချန်လာဘူးတဲ့ဟေးထိတယ်ကျုံးရဟိုဘက်လာဘူးရ3កောင်4ဘော်တင်ပြီးသွားတဲ့နောက်မှာတွေးဖို့စုပ်ကောင်ဆောင်းမရောကအခွင့်ရပြီဆို black ray ကြီးဖွင့်လိုက်ပေမဲ့လည်းမလောက်သွားခဲ့ဘူးပေါ့နော်မာလိုက်တဲ့တွေးဖို့စုပ်ကောင်ကဝမ်းရကြအဲ့ကောင်ကိုချက်ဟုတ်တယ်နွားပြန်ကြီးကလိုက်ရိုက်ပြီးအဲ့မှာတီးပြီးအကောင်ကိုတီးပြဒီဆောင်းမရောတပွဲလုံးဒုက္ခလိုက်ပေးနေတာကွာစိတ်တွေကိုညှင်းလို့ညီကိုတို့ခဏနေလာဘူးတကွက်ပြမယ်ကြည့်တာအဲ့မှာကြည့်တာလာပူတဲ့ဟေးလေကြီးကိုရိုက်ချတယ်ကိုကဂျိုးကြီးနဲ့တွားခွေတယ်နွားကြီးကဝင်အဆုံးတက်တယ်အေးလာပြန်ပြီအဲ့မှာဒီယိုချန်ဘာလုပ်နေဒီယိုချန်ဘာလုပ်ချင်တာလဲဒီယိုချန်ဘာလုပ်ချင်နေသေးတာလဲရအကောင်ကိုရိုက်ပြောချင်တာအဲ့ဒါပဲ clash lane တော့ clash lane အတိုင်းပစ်လို့ရှင်အားလုံးအဆင်ပြေအဲ့တော့မရဘူး mage တွေ musman တွေ clash lane သွားထုတ်တာတဲ့တကယ်ဆော့တဲ့လူတွေနဲ့လည်းတွေ့ရောဘာမှလုံးမရတော့ဘူးငါလည်းခေါ်ဘက်ကလာဘူးကလည်းမာလိုက်တာဆိုတာလေဟိုတတ်မရဘူးကြည်အောင်လာ brother တို့မြင်လာတာဝါချိုးကြမယ်ပွဲရလည်းအရန်ကြနေပြီဆိုတော့တာဝါမချိုးလို့ရှင်ကျွန်တော်တို့ပြန်ရှုံးနိုင်တဲ့အနေထားမှာရှိတယ်အနေထားမကောင်းဘူးတိလားလာတာဝါ damage ကျွန်တော်ယူရတဲ့တာဝါချိုးဟေးဒီလိုပဲတင်းကောက်တော့လည်းနိုင်တာမဆန်းပါဘူးပေါ့နော်နေပေါင်းကတပွဲလုံးစပိတ်တွေလွဲနေတာကိုလည်းငါ့ S3 လုံးပေးတာပဲလားစောက်တိတ်ပဲမရှိတာကွာဒီနေ့ဗီဒီယိုကဒီလောက်ပါပဲနောက်လည်းဒီလိုမျိုးအရှိဗီဒီယိုတင်ပေးမဲ့တော့ကြောင့်မလို့ကျွန်တော်အကောင့်လေး subscribe လုပ်ခဲ့ပါအောင်ခင်ဗျ